တို့ရဲ့ဒီဘက်ကဂျပန်ကိုသွားဖို့နော်ဂျပန်ရောက်မှတေးကြတယ်နော်ဂျပန်မသွားခင်နက်ပြည်မသွားချင်ဘူးစစ်သိန်း6000နဲ့2000ပညာလေးပဲကဲမိတာပါပတ်စံနဲ့အဲ့လိုကုန်သွားဆိုဟိုဘောဟုတ်ရလားဗျာငါရဲ့ပတ်စံတွေကိုမင်းပြန်ပေးမပေးလို့တော့မင်းဆိုင်ကသေဝပေါက်ပြီးပြန်မယ်မင်းမှတ်ထားမင်းအခုရင်ဆိုင်ရမှာတမျိုးလုံးကကြောက်ရတယ်လူမိုက်ဒီလိုပုံစံနဲ့လက်တော့ပြန်နေမဲဒုက္ခရောက်မများတဲ့မောင်နဲ့စာတက်ထားတာငါ့ကိုစေနာရှိလို့မှမဟုတ်တာကျွေးတောင်းတာချိန်နေဘလို့လဲငိုပြငိုပြတယ်ကယ်ရီပေးလိုက်ပြီကွာအကျွေးဆက်မလားအပေခံမလားအသေးခံမှာပေါ့ခင်ဗျားတို့ကလူမိုက်ကြီးလားအဲ့ချင်းနေနေဂိုင်းစားတယ်မောက်ကြည့်တတ်မလိုက်ရှင်းဟောအဲ့ဘယ်လိုပုံစံဝတ်ထားလဲဗျာအိတ်ခန့်လေးဆိုဒီလိုပဲဝတ်တတ်တာဂိုင်းကြုတ်လားဂိုင်းကြောက်ချုပ်တဲ့အခါလဲချုပ်တယ်ချုပ်တဲ့အခါလဲခြောက်တယ်ခင်ဗျာဘာကြီးရောနေကင်းဘက်ဆိုရင်ဂိုင်းစတာညာဘက်ဆိုရင်တော့ခုမောင်လေးရဲ့မယားပေါ့ကျုံမရဟုတ်တယ်လေဘူရောခင်ဗျားထိုးကျွေးခဲ့တဲ့ဂိုင်းစတာတွေရတယ်ဂိုင်းကြုတ်တွေဟုတ်ဘူးဂိုင်းကြောက်တွေကျိုးတို့နဲ့ဟိုတွင်းနေရတယ်မနေ့တော့အောင်ဖြေးခဲ့ရဖဲထွင်းနေရအရဲတွင်ငရဲတွင်ဒင်းတော့ဖြည့်ရတဲ့ဒီမကြီးနေပါလေဟာနားတဲ့ဟာမစိတ်တော်လာမှာလေမင်းတို့ပုံစံမျိုးနဲ့ကြမ်းကြမ်းနဲ့လှုပ်เสียမလို့ပါဘူးနုနုညံ့ညံ့လေးပဲလှုပ်ရမှာခင်ဗျာဘာလို့မလို့မမနဲ့လည်းခဲ့တော့အောင်ကြီးတို့နှစ်ယောက်စလုံးကတယောက်တစ်မျိုးစီဆွဲဆောင်ရှိပြီဒါကျွန်တော်တို့ဘာလို့ပြရမှာလဲလျှော်ပြရမှာလားမမလည်းအိမ်မဟုတ်ဘူးလားနေခင်းနဲ့လေတော့မအိတ်တယ်ဘူးမေးတယ်လားအိတ်တယ်အိတ်အောင်သိမင်းလေကျွန်တော်မြောက်ကိုကျမဆွန်စားပေးမယ်ဆိုရင်နော်ဘုံလားဝါဘသူရင်စမ်းချင်လာပြီလေဒီတော့ကြားလေးပုံမဲ့ကျန်တူတူလေးတော့တွေးနေတော့တအားကောင်းရဲ့အဲ့ဒီကွတ်တယ်ခေါင်းထဲကျုပ်သားကိုဖြစ်ရတယ်ဆွဲခုရတဲ့အကျင့်ရှိတာကျုပ်ဖက်လို့ရှိရင်ခင်ဗျရေကုန်သွားလို့မလားလူလေငါမျိုးကြောက်တယ်တခြားဟာတွေလည်းတက်တယ်မယုံသုံးကြည့်ပါလားဂျပန်မိတ်နော်သူတို့ခိုင်းချောက်ကြီးကြမှာရှင်တို့ညောင်နဲ့ပတ်သက်ပြီးတော့အကြီးအကျယ်ဆင်းရဲရှင်းနေကြတယ်ဆိုဘာလို့သေမလဲတော့မသိဘူးတခြားတော့သေမှသေးကြတယ်